မိန်းကလေးတိုင်းတွေယောက်ျားလေးတွေအမှန်တရားကိုပြောပြမယ်မိန်းကလေးတွေကယောက်ျားလေးတွေကိုလိမ်မာစေခြင်းနဲ့စီလီမတော်နဲ့ကိုရမစားနဲ့ဟိုမတော်နဲ့ဒီမတော်နဲ့အပျော်မကျူးနဲ့ဆိုပြီးတော့မွေးရစေဝမတုံးနဲ့ဘာညာပေါ့ကိုနဲ့ပတ်သက်နေစဉ်အတွင်းမှာတုံတင်ဆုံးမကြတယ်ပြောင်းလဲစေခြင်းနဲ့ပေါ့နော်ဒါပေမဲ့ယောက်ျားလေးတယောက်ကမိန်းကလေးတယောက်တုံတင်လို့ဘယ်တော့မှမပြောင်းလဲဘူးသူ့ကိုယ်သူပဲပြောင်းလဲတယ်အဲ့တော့ယောက်ျားတယောက်ပြောင်းလဲဖို့အတွက်ကမိန်းမတယောက်ပဲလိုတယ်သူပြောင်းလဲလာနိုင်တယ်ဒါမှမဟုတ်ပြောင်းလဲလာတယ်ပေါ့နော်အဲ့ဒီချိန်ကတစ်ချိန်ပဲရှိတယ်မိန်းမတယောက်တူပဲတယောက်ပဲဒါပေမဲ့ယောက်ျားလေးတွေကမိန်းမတိုင်းအတွက်တော့မပြောင်းလဲပေးဘူးသူ့ကိုယ်သူပြောင်းလဲလာနိုင်တဲ့မိန်းမတယောက်တော့ပဲပြောင်းလဲတယ်အဲ့တော့လက်ရှိကိုယ့်ရဲ့ကောင်လေးကကိုယ့်တော့မပြောင်းလဲပေးသေးဘူးဆိုရင်တော့မင်းကသူ့ရဲ့တယောက်ထဲတော့သူမဟုတ်သေးဘူး